ဟုတ်ကဲ့အားလုံးပဲမြင်လာခင်ဗျာ Amazing Fan နေပြီးတော့ကြိုးစားပါရတဲ့ဒီနေ့မှာတော့ညီကတို့နဲ့အတူတူပြပနိုင်ငံဟာတိုက်ချက်နဲ့ပတ်သက်တဲ့ဘိုးသူတအကြောင်းအရာတွေကိုဘာတွေစိတ်ဝင်စားစရာရှိမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ရှုကြအောင်ပါခင်ဗျာပထမဆုံးတစ်ပုတ်အနေနဲ့ကတော့ဒီနှုတ်သီးစွတ်တဲ့ဟာကိုကျွန်တော်ဒီဆိုင်ကယ်ကျွတ်စာရင်းနဲ့ပြုလုပ်တဲ့ဗီဒီယိုလေးပဲဖြစ်ပါဗျာဟုတ်ကဲ့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကတော့ BNN ဘဲဒဝေယာသူစေးမြစ်ရေတွေနဲ့ချက်တွေကိုဖြန်းပြီးတော့အသားအရည်တင်းအောင်လုပ်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဟုတ်ကဲ့လေးလာကြည့်ရှုကြအောင်ပါခင်ဗျာဟုတ်ကဲ့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကတော့ဒီကြက်ဝမ်းချုပ်နေတာကိုဝမ်းချူပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါကတော့လုတ်တင်လားမလုတ်တင်လားညီကိုတို့စဉ်းစားကြည့်ပြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ခုကတော့ဒီကြက်အတောင်ကျိုးသွားတာကိုသူတို့ဒီပြုလုပ်တဲ့နည်းလေးပေါ့နော်ဒီနည်းကတကယ်ပဲအသုံးတည်လားမတည်လားဆိုတာကတော့ညီကိုလိုပဲဝေဖန်ပိုင်းခြားပြပါဦးခင်ဗျဟုတ်ကဲ့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကတော့ဒီတိုက်ချက်ကပုံကိုပကြီးဆိုတာလေတော်တော်လေးကိုမိုက်ပါတယ်လက်ရလည်းတော်တော်လေးမြောက်ပါတယ်ခင်ဗျာဟုတ်ကဲ့လေးလက်ကြည့်ရှုပေးပါဦးခင်ဗျာ